ပြီးရောလွတ်သွားတော့မမဖြည်းဖြည်းရှောက်အောင်ဆောင်းလိုက်မှာနင်သတင်းကြပြီးသွားပြီလားငါတို့ marketing ဌာနမတ်ဟင်မန်ရေးသားဟောင်းကဒီရုံးမှာပဲတဲ့ဟုတ်လားဘာလို့နင်သတင်းမထားမိဘူးလားခိုးဆိုတဲ့တယောက်လေအတဝင်ကတိပြီဘွေရက်ကပဲလေဘွေဖြစ်သေးရဲ့လေငါကြားပါတယ်အဲ့ဒီခိုးဆိုတဲ့တယောက်ရေးခိုင်းတဲ့ subgroup ကိုပြင်ခိုင်းလို့ဆိုပြီးတော့လေဟိုကတဲ့သွားရှင်းခိုင်းတာလေနော်သူက marketing ဌာနဘာဆိုင်လို့စကန်ဖတ်လို့မရအောင်ဟောလေငွေသားနဲ့ပဲရှင်းလို့ရလားဟုတ်အခုခဏဆိုပြီးဆင်းလာပတ်စံပါမလားဟိုလေးမောင်လေးအမဟုတ်ပတ်စံပါမလားလို့လေအဲ့အပေါ်မှာသွားယူလိုက်အောင်မယ်ဒီဟာလေးကိုခဏထားပြီနော်ဟုတ်ကဲ့ဟုတ်ကြော်ရှင်းလိုက်မယ်ဗျမလိုပါဘူးရပါတယ်တရုံးတော့ကျွန်တော်မမရဲ့ ace လို့ထင်နေတာအဲ့တော့ ace တယောက်အနေနဲ့ပေါ့ထား ace တက်ကိုကောင်းတယ် ace တယောက်ကပဲတိုက်တယ်လို့ထားတယ်မင်းပါစကားပြောရမယ်ကျွန်တော်ကအရင် ace တက်မမကိုပြောရှင်းအောင်ထားလိုက်တယ်နော်ပြီးတော့မမလည်းအဲ့လိုစပုံတုံးလုံးနေပါတယ်မမပြောရင် coffee ရောဘာဖြစ်လားဘာမှမဖြစ်ပါဘူးမပြောချင်အေးပါဟဲ့ငါနင့်ကိုပြောစရာရှိလို့နင်တိထားတဲ့နဲ့တင်လို့ပြောပြရနော်တခြားဘယ်သူ့မှတော့ရှူးရှဲရှဲကြီးသွားလုံနေတယ်ဟောဘာကိစ္စမို့လို့လဲလှုပ်တယ်တော့လှုပ်ရမှာပေါ့တွေ့လားအားကြောင့်နင့်ကိုမပြောပြချင်မလေးဟုတ်ပါပြီရဲ့ဘာမှမလုပ်ဘူးပြောဘာလဲနင်း ace ကိုလေ script တင်းကခွန်းလို့အားလုံးကထင်နေကြတယ်ငါကြားရတဲ့လောက်ကတော့တရုံလုံးပြတ်နေသူတို့ဘာကိစ္စနဲ့အဲ့လိုထင်တာလဲအဲ့ကလေးကငါးချက်ငယ်တယ်ပြောငါနဲ့ဘာမှမဆိုင်တဲ့ဟာမင်းကလေနာမည်ကလေခွန်းချင်းတူနေတာပြီးတော့ခုနေ့ကနေခန်းထဲမှာ script ကိစ္စနဲ့ပွဲဖြစ်ကြတယ်လေအဲ့ဒါကိုရုံးကလူတွေက ace တွေရန်ဖြစ်နေကြတယ်လို့ထင်ကုန်ကြတာပေါ့ဒီကိစ္စဒီတိုင်းထားလို့မဖြစ်ဘူးအခုသွားရှင်းမရဟဲ့အခုလိုသွားရှင်းလို့မရအောင်လေအဲ့လိုသွားရှင်းပူဆိုးကုန်မှာပေါ့အခုတော့မှခွန်းကအဲ့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဘာမှမငင်းလို့လူတွေကပို့ပြီးရုံနေကြတာကျွန်တော်မမရဲ့ ace လို့ထင်နေတာ ace တယောက်အနေနဲ့ပေါ့ထား ace တက်ကိုကောင်းတယ် ace တယောက်ကပဲတိုက်တယ်ဒီကောင်လေးငါတမင်ကပတ်လာကစားနေ
ပြီးသေးဘူးလား9နာရီအောင်ထိုးပြီးတော့ အော်အေးဒီမှာငါလက်ဆက်သက်စရာလေးရှိသေးလို့မနှက်ပြန်မှာဆိုလို့ရှင်မမီတော့မှာဆိုလို့ ဟောဟုတ်လားငါကလည်းသွားစရာရှိလို့ အော်အေးအဲ့ဆိုသွားနှက်လိုက်လေ နင်းတယောက်တည်းကြံခဲ့မှာပေါ့နေရဲလို့လား ရပါတယ်နေ့နဲ့သွားစရာရှိရင်သွားစမ်းပါ အေးပါတခုဆိုရင်ဖုန်းဆက်လိုက်နော် အေးပါတကယ်ချင်းတက်တာ အေးတတ်တာ ခေါခဏလေးဟိုငါနေ့ဘောကတကောင်နဲ့ချိန်တာရှိဟိုအဲ့ဒါငါပြန်နှိမ့်လိုက်တော့မယ်ဟိုမင်းတယောက်လည်းပြန်လိုက်တော့နော်ပြီးတော့ ဟုတ်အေးပြန် အေးအဲ့ဆိုငါသွားပြီနော်ဒါဒါ ဖုန်းကကြံနေတယ်အမပြန်နေဦးလား အလုံးရှုံနေလို့အမေကမင်းပြန်ဆရာရှိရပြန် အော်ကျွန်တော်စောင့်နေမှာပေါ့မမရဲ့မပါလေရှင်ခေါ်လို့ ရှက်မရှိစကားကြီးလာပြောပါ ကဲပါမမလှုပ်ရှားရှိရတယ်ဟုတ်ကျွန်တော်စောင့်နေ လှုပ်ချင်တာလားလှုပ်တော့ဟေးဟာမေးတာအချိန်ပိုစင်းမယ်ဆိုတဲ့ကိစ္စကို security မပြောလိုက်ရအောင်လူမရှိဘူးထင်ပြီးတော့မိတွေအကုန်လုံးပိတ်လိုက်ပြီးနေတူတယ်သိပါပြီ မမကြောက်လို့လားဟုတ်ဘာမှမကြောက်ဘူးနော်ကျွန်တော်ရှိ ဘာမှမကြောက်ဘူး ဟုတ်အဲ့ဒါဆိုရင်လည်းကျွန်တော် security ကိုတားပြောလိုက်မယ်နိမမနေခဲ့ ဟဲ့မသွားနဲ့ तू ကအကုန်လုံးတကားတွေပါပိတ်လိုက်တာဖုန်းမဲဆက်လိုက်တော့မယ် ဟုတ်မမ ရေထဲမှာဖုန်းအားလည်းကုန်တော့မယ်မင်းဖုန်းလေးနဲ့ဆက်ပေးပါလား ဟုတ်ဟုတ်မမဟုတ်ကျွန်တော်ဖုန်းကလေအခန်းထဲမှာကျန်ခဲ့တာ ဟမ် ဟုတ်တကယ်တော့ကျွန်တော်ကဟိုဖုန်းလာယူတာအဲ့ဒါမမမြင်တာလေမေ့သွားတာပါ ဘာမှအားမကိုးရအောင်ခွာကိုပဲဆက်တော့မယ်ဖုန်းမပိတ်ခင်ဟာဖုန်းကဆက်ပိတ်ပါပြီ တခါတလေကျတော့လေအင်တာနက်တွေမရှိဖုန်းတွေမရှိပဲနားဖို့ကန်ဂျမားစီတွေပြရတယ်မှာဟုတ်မမရဲ့ အားနေလား အားလုံးမမဟိုအင်တာနက်လည်းမရှိမီးလည်းမရဖုန်းလည်းမရှိ မေးမိတာကမှားတာပါ မမဒီတိုင်းဆိုမနက်မှထွက်လို့ရမှာပေါ့နော် ဟုတ်တယ်တခုတော့ပြောထားမယ်နော်မင်းတို့နဲ့3ပေกว่าမှာပဲနေတခန်းထဲမှာ2ယောက်တည်းရှိရဆိုပြီးတော့အခွင့်အရေးကိုမကြိုးစားနဲ့ အဲ့ဒါကြောင့်လည်းပြူပြီးဖြစ်နေ မင်းမှုပါလား ဆွာလိုက်တာဗျာဒီလိုလုပ်ပါလားဒီတိုင်းနေပြင်းစရာစကားလေးပါလေးပြောကြမှာကောင်းလား မပြောချင်ပါဘူးနားကြီးတယ်တိတ်တိတ်နေအမလေးဟာမင်းဘာလုပ်တာလဲလွတ်ပါ ကျွန်တော်လွတ်လိုက်ရင်မမပြုတ်ကြပါဘူးမမရဲ့ ရတယ်အမကထားနိုင်တယ်အမလေးကြည့်နေ အဲ့ဒါတော့လုံးစားလို့မရဘူး ဘယ်မှာ ဟုတ်စိတ်တူရရှော့ပါမမရဲ့ခြေချောင်းချောင်းလို့ မင်းဘာလုပ်တာလဲလွတ်ပါအောက်ကြပေး မချပေးဘူးဟုတ်မတီးစားတယ်
မပြုတ်ကြရင်ကျွန်တော်လုံးဝပုံနာချင်ရမှာဆိုကျွန်တော်လုံးဝပုံနာချင်ရမှာဆိုကျွန်တော်ကလေတခါမှရည်စမ်းထားဘူးသိလားမချစ်တတ်တော့ဘူးလို့တော့ခုခုထင်နေတာ မင်းတို့ကမေးလို့လဲ ဒါပေမဲ့ချင်းဆိုတော့ကျွန်တော်အခုသိသွားမမချာ ပို့တယ် ရေပြောတာမမရဲ့ကျွန်တော်မောက်ချစ်တယ်ဟုတ်မမစိတ်ဆိုးတော့အများကြီးမတွေးပါနဲ့မမရဲ့ဟုတ်ကျွန်တော်ချစ်ကြအောင်ဒီတိုင်းပဲပြောပြရတာပါunconditional love ဆိုတာမမကြားဘူးလားဘာလို့ရင်တတ်မှတ်မှုမှမရှိပဲဒီတိုင်းချစ်ပေးနေရမျိုးလေ အဲ့လိုအချစ်တရားတကယ်မရှိပါဘူးမင်းဘိုးရီလျှောက်ပြောမနေပါနဲ့ ရှိရပါဘောမမရဲ့ဥပမာကျွန်တော်လေနော်မမကိုချစ်တယ်မမပြန်ချစ်ချင်းချစ်နော်စိတ်ဝင်စားပါဒီတိုင်းလေးပေးချင်တယ်ယူဆိုင်ပေးချင်တယ်ကိုယ့်ရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုအားလုံးဟာလူတစ်ယောက်ပေါ်မူတည်နေပြီဆိုရဲအဲ့ဒါ toxic ရဲ့လက်စားပဲဆွေးလန်းပြီဆိုရဲကိုယ်တိုင်ရောဆွေးလန်းခံရတဲ့သူကိုပူလောင်ရတယ်လေနော်မမအောင်အေးချမ်းတဲ့ချစ်တယ်ပဲပေးချင်တယ်ယုံပါဦးယောက်ျားတွေဟာအစတော့ဒီလိုပဲနေအမျိုးမျိုးတုံးပြီးဆွဲဆောင်ကြရပဲလေ မမကကျွန်တော်မရှောင်ဘူးဒါဆိုစောင့်ကြည့်မယ်နောက်မှမောင်ရဲ့ချစ်တင်နဲ့အေးချမ်းနေရပါတယ်ဆိုရင်ကျွန်တော်ရှိမှာနော်မမလေးပြုံးရင်ပို့လာတယ်တိလားအဲ့လိုအမြဲပြုံးနေနိုင်အောင်မောင်လေးပြင်မယ်နော် ခုတည်းကအသားယူနေပြီဘယ်သူမှမအောင်လဲ ကျွန်တော်လေးမမ နှခမ်းများလေးထမ်းမာနီယောင်လေးချဲမြဝုံလေးလဲလာတဲ့အချီတလေးနဲ့ဆွဲမလောက်စရာကြပြားရီတိုင်းပဲမမ